ဒီနေ့မှာ trade လုပ်နေရင်းနဲ့ direction ပျောက်ဆုံးနေတယ်လို့မျိုး run ပြောင်းနေတဲ့ trader လေးရှိလားဒါဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိနားထောင်ပေးစီချင်ပါတယ်အားလုံးပဲမင်္ဂလာပါ forex coach and trainer ဆိုင်မှဖြစ်ပါတယ်ကျွန်တော် trader တွေဈေးကွက်မှာနေ့စဉ် trade နေရင်းနဲ့ run ပြောင်းနေတယ်လို့ခံစားနေရတာနေ့စဉ်ချက်တွေကြီးလိုက် signal တွေနောက်ကိုလိုက်လိုက်နဲ့ loss ဖြစ်သွားလိုက် profit မရလိုက်profit ရတဲ့နေ့လည်းရှိလိုက်ပြန်ရှုံးသွားလိုက်ဒီလိုမျိုးဖြစ်နေပြီဆိုရင်အဲ့ဒါဘာကြောင့်လဲအဲဆိုရင်တော့ဒါဟာ market ကြောင့်မဟုတ်တော့ဘူးနဲ့ကိုဟာtrade လုပ်နေရင်းနဲ့ direction တစ်ခုပျောက်ဆုံးနေတယ်ဆိုတဲ့အခြေအနေကိုတွေ့ရှိရတာဖြစ်ပါတယ်လမ်းပြောင်းနေတဲ့ trader ဘဝကနေ systematic upgrade trader ဘဝကိုပြန်လည်ရရှိဖို့ဆိုလို့ရှိရင်ကျမတို့ရဲ့ trading direction ကိုပြန်လည်တည်ဆောက်ဖို့လိုအပ်တာပဲဖြစ်ပါတယ်ဒီမှာပြောပြခဲ့တယ်လို့မျိုး trade လုပ်နေရင်လည်း direction ပျောက်ဆုံးနေတယ်လို့လမ်းပြောင်းနေလို့ခံစားနေရတဲ့ trader တွေအတွက်ကျမတို့ရဲ့ upgrade ပေါ့နော်တင်တန်းလေးကျမတို့တင်ဆင်ထားပါတယ်ဒီတင်တန်းလေးကိုကျမတို့လုပ်ပေးရတဲ့ရည်ရွယ်ချက်တွေကခုနကကျွန်မပြောပြခဲ့လို့မျိုးနေ့စဉ် trade တော့လုပ်နေပါရဲ့strategy တွေကိုလည်းကိုကောင်းကောင်းသုံးချတတ်နေပါရဲ့နဲ့လမ်းပြောက်တယ်လို့ခံစားနေရတဲ့ trader တွေအတွက်အခုမြင်ဖြစ်မဲ့ training လေးဖြစ်တဲ့အတွက် join ဖို့ရန်အတွက်လည်းအားလုံးကိုအကြံပြုလိုပါတယ် trading upgrade master class မှာကျွန်တော်အားလုံးနဲ့ဆုံးချင်ပါတယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ message ပေါင်းမှာသေးစိတ်စုံစမ်းဆက်သွယ်လို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်